ကဘာပေါ်မှာအမိုက်ဆုံးနဲ့အကြောက်စရာအကောင်းဆုံးအလုပ်တစ်ခုကိုစိတ်ကူးကြည့်လိုက်ပါခမရကထိတ်တန်းလက်ဖြောက်စနိုက်ပါသမားတယောက်လစာကဒေါ်လာတန်းနဲ့ချီရတယ်ဒါပေမဲ့စီးကန်းတစ်ခုရှိတယ်အဲ့ဒါကတော့ကွန်ကရစ်မျောစင်တစ်ခုထဲမှာတစ်နှစ်လုံးနေပြီးမြေကြီးတွေကဘယ်သူမှမသိတဲ့အပေါက်ကြီးတစ်ခုကိုစောင့်ကြည့်ရမှာပါကျွန်တော်တို့လီဗိုင်းနဲ့စတင်တွေ့ဆုံရပါတယ်သူကစစ်မှုထမ်းဟောင်းတယောက်ပါသူ့ကိုဘာတိုလိုမျိုးလို့ခေါ်တဲ့လှုပ်ဝက်ဆန်းကျဲတဲ့အမျိုးသမီးတယောက်ကအလုတ်ကမ်းလန်းပါတယ်အလုတ်ကတော့ကျောင်းတက်ကြီးတစ်ခုကိုစောင့်ကြည့်ဖို့ဖြစ်ပါတယ်လီဗိုင်းကအနောက်ဘက်မျောစင်ကိုရောက်သွားပြီးသူနဲ့လူစားထိုးလဲမဲ့ဂျေဒီနဲ့တွေ့ပါတယ်ဂျေဒီကတော့ကဘာပြတ်တာကိုမြင်ဘူးတလို့မျက်နှာပုံစံနဲ့ပါသူကလီဗိုင်းကိုစီကန်းတွေပြောပြပါတယ်မိုင်းတွေကိုအမျက်စစ်စေးဆက်တနက်တွေကိုပြုပြင်ထားပြီးတော့နေရံမှာကုတ်ချစ်တန်ကြရင်ပြစ်တက်လိုက်အဲ့ဒီအောက်ကအကောင်တွေကိုဟော်လိုမန်လို့ခေါ်ပါတယ်ဂျေဒီကမထွက်ခွာခင်လီဗိုင်းကိုစထရီတော့ဆိုတဲ့ပရိုတိုကောတစ်ခုအကြောင်းသတိပေးသွားပါသေးတယ်အဲ့ဒီမာတင်ဇက်ရှိန်ကစတက်လာပါတယ်ဒါကအစိုးရအလုံးမဟုတ်ပါဘူးဒါကတင်မင်းတကားကိုစောင့်နေရတာပါလတော်ကြာလီဗိုင်းတယောက်တည်းပါပဲသူ့မှာတနက်တွေနဲ့တိတ်ဆိတ်မှုအထီးကျန်မှုပဲရှိပါတယ်ဒါပေမဲ့တနေ့မှာတော့ပေတစ်ထောင်ကျော်ဝေးတဲ့တစ်ဖက်ကန်းကမျှော်စင်မှာသူမကိုလှမ်းမြင်လိုက်ရပါတယ်သူမရဲ့နာမည်က Dresser ပါလစ်တူယေနီးယားနိုင်ငံကအေဂျင့်တယောက်ဖြစ်ပါတယ်လီဗိုင်းလိုပဲတနက်ပြည့်ကျွမ်းကျင်သူပါစီကန်းအရအချင်းချင်းဆက်သွယ်မှုမလုပ်ရဘူးဆိုပေမဲ့ငရဲတကားဝမှာပိတ်မိနေတဲ့အခါစီကန်းဆိုတာချိုးဖောက်ဖို့ဖြစ်လာခဲ့ပါတယ်ဇလန်းရဲ့ဒီအပိုင်းကတော့တကယ်ကိုအချစ်ကားလေးတိုင်းပါပဲသူတို့နှစ်ယောက်ဟာတယောက်ရဲ့စိတ်တန်ရာတွေကိုတယောက်ကကူစားပေးရင်တန်ရောစင်တွေဖြစ်လာကြပါတယ်ဒါပေမဲ့မြူတွေကြားထဲမှာပထမဆုံးတိုက်ခိုက်မှုတစ်ခုစတင်လာခဲ့ပါပြီဟော်လိုမန်တွေစတင်တိုက်ခိုက်လာပါပြီဒီကောင်တွေကတာမန်ဇွန်ဘီတွေမဟုတ်ဘူးအရမ်းညံတယ်လီဗိုင်းနဲ့တွက်ဆာဟာတယောက်ကိုတယောက်ကာကွယ်ပေးရင်ဟိုဘက်ဒီဘက်ကူပစ်ပေးနေကြပါတယ်ဒါကသူတို့ရဲ့အချစ်ကိုပိုခိုင်မြဲစေတဲ့တိုက်ပွဲဝင်အချစ်ပေါ့ဗျာလီဗိုင်းကတနစ်ပြည့်အောင်မစောင့်နိုင်တော့ပဲတွက်ဆာနဲ့လူချင်းတွေ့ဖို့ကိုယ်တိုင်လုံးကျိုးလန်းတဲ့ကြောက်ကြီးကိုဖျက်ကူးပါတယ်သူတို့တူတူညစာစားကြတယ်အတူတူတွဲကားကြပါတယ်လီဗိုင်းကသူမအတွက်ကြပြတောင်ရေးပေးခဲ့ပါသေးတယ်မနေ့ရောက်တော့လီဗိုင်းတစ်ဖက်ကန်းပြန်ကူးတဲ့အချိန်တတဝါတကောင်ကမိုင်းကိုနင်းမိပြီးပောက်ကွဲမှုကြောင့်ကျိုးပြတ်သွားခဲ့ပါတယ်အခြေအနေကဆိုးသွားပါပြီကျိုးပြတ်သွားပြီးလီဗိုင်းတယောက်ကြောက်ကြီးတဲ့ပြုတ်ကျသွားပါတယ်ကောင်မလေးလည်းဘာမှမစင်စားပဲသူ့နောက်ကိုလိုက်ခုန်ချပါတော့တယ်ကျောင်းနဲ့ကြီးရဲ့အောက်ခြေကနေကျိုးဆူပါတယ်ဒါကကဘာမြေနဲ့တောင်မတူတော့ပါဘူးအသွင်ပြောင်းဆုံပြီးလို့ကောင်ကြီးတွေရဲ့နိဗ္ဗာန်ပုံလိုပါပဲတွားတွေအချုံတွေအပြည့်နဲ့အမြင့်ကြီးတွေလူကိုစားမဲ့အပင်တွေကြားမှာသူတို့ရုန်းကန်ရပါတယ်ဒါပေမဲ့အကြီးမားဆုံးတုံ့လောက်စရာကတော့ဟော်လိုမန်တကောင်ကိုအနီးကပ်မြင်လိုက်ရတဲ့အချိန်မှာပဲအဲ့ဒီဟော်လိုမန်ကောင်ကြီးက1940ခုနှစ်ကစစ်သားယူနီဖောင်းကိုဝတ်ထားတာပါသူတို့သဘောပေါက်သွားတာကဒီပီလူတွေဟာတခြားမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားတဲ့စစ်သားတွေဖြစ်နေတာပါအမှန်တော့သူတို့ကဂျိုသားတွေမဟုတ်ပါဘူးကျွန်တော်တို့လိုလူသားတွေပဲဖြစ်ပါတယ်သူတို့ရုပ်ဝက်စခန်းတစ်ခုကိုတွေ့သွားပြီး1940ခုနှစ်ကဖလင်လိတ်ဟောင်းတစ်ခုကိုတွေ့ပါတယ်အဲ့ဒီမှာတိလိုက်ရတာကဒုတိယကမ္ဘာစစ်တုန်းကအရှိအုပ်စုနဲ့အနောက်အုပ်စုဟာဇီဝလက်နက်တွေထုတ်ဖို့ဒီနေရာမှာပူးပေါင်းခဲ့ကြတာပါဒါပေမဲ့ငလင်တစ်ခုကြောင့်ဓာတုပစ္စည်းတွေယိုစိမ့်ပြီးလူတွေအပင်တွေနဲ့တိရစ္ဆာန်တွေ DNA ရောနှောကုန်ကြတာဖြစ်ပါတယ်ဒါပေမဲ့ပိုဆိုးတာကဒီနေရာကစွန့်ပစ်ထားတာမဟုတ်ပါဘူးတက်လိပ်ဆိုတဲ့ပုဂ္ဂလိကကုမ္ပဏီတစ်ခုကဒီနေရာကိုမြို့ပြည်စာစိုက်ပျိုးရေးခြံအဖြစ်အသုံးပြုနေတာပါသူတို့ကအထူးစူပါစစ်သားတွေထုတ်ဖို့ဒီက DNA တွေကိုလာသိမ်းနေကြတာပါလီဗိုင်းကဆက်ထွေးတော့ဆိုတဲ့ထိတ်တန်းအကြံစီကဘာလဲဆိုတာကိုရှာတွေ့သွားပါတယ်အဲ့ဒါကနျူကလ িয়ার ဖောက်ခွဲဖျက်ဆီးမဲ့စနစ်ပါတကယ်၍ဒီနေရာအကြောင်းကိုကဘာကတိသွားရင်အစအနမကြံအောင်အကုန်ဖောက်ခွဲပစ်မဲ့အစီအစဉ်ဖြစ်ပါတယ်ဇက်ရှိန်ကအထုပ်ထိပ်ကိုရောက်လာပါပြီသူတို့နှစ်ယောက်ဟာချစ်ကားဟောင်းတစ်စီးကိုရှာတွေ့ခဲ့ပြီးဝင်ချီဆက်တဲ့ချိတ်ကကြောက်ကြီးရဲ့နံရံအတိုင်းအပေါ်ကိုမောင်းတက်ကြပါတယ်အောက်ကနေဟော်လိုမန်ကောင်တွေကအသေးတန်လိုက်ဆွဲဖမ်းနေကြပါတယ်လီဗိုင်းကမျောစင်ပေါ်ရောက်တော့ဘာတိုလိုမျိုးကိုဆက်သွယ်ပါတယ်ဒါပေမဲ့ဘာတိုလိုမျိုးကအကုန်သိနေခဲ့ပါပြီသူမကအဲ့ဒီမိန်းကလေးကိုတတ်လိုက်မဟုတ်ရင်မင်းတို့နှစ်ယောက်လုံးအသေးပဲလို့အမိန့်ပေးပါတယ်ဒါပေမဲ့လီဗိုင်းနဲ့တွက်ဆာမှာပိုကောင်းတဲ့အစီအစဉ်ရှိပါတယ်သူတို့ကဒီနေရာကိုဂျိုတုတွေမမြင်အောင်ဖုံးကွယ်ထားတဲ့အင်တင်နာကြီးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်ဒီနေရာအကြောင်းပေါ်သွားတာနဲ့တပြိုင်နက်တည်းဆက်ထွေးတော့စနစ်ကအလိုလျောက်အလုပ်လုပ်ပြီးတနယ်လုံးကိုဖောက်ခွဲပစ်ပါတော့တယ်ပောက်ကွဲမှုကြီးထဲမှာဘာတိုလိုမျိုးရဲ့ရဟတ်ရင်ရော
ကြောက်ကြီးတဲ့အရာတွေရောအားလုံးဟာအမှုန့်ဖြစ်သွားပါတော့တယ်ဒီလိုဖောက်ခွဲမှုတွေမပြုလုပ်ခင်ကတည်းကသူတို့နှစ်ယောက်ဟာပိုးမကူးဆက်အောင်9ရက်ကြာတိကျနေပြီးကြရင်ပြင်သစ်နိုင်ငံမှာအတူတူပြန်ဆုံဖို့အတွက်ကြိုတင်ချိန်ထားခဲ့ကြပါတယ်ဒွတ်စာကချိန်ထားတဲ့နေရာမှာစောင့်နေပေမဲ့လီပိုင်းကပေါ်မလာပါဘူးလအနေငယ်ကြာသွားပါပြီဒွတ်စာကဘဝတစ်ကိုစတင်နေပါပြီသူမကလီပိုင်းတည်သွားပြီလို့ထင်နေတော့မှပဲသူမရဲ့စပွဲပေါ်ကိုအရေးတစ်ခုကျလာပါတယ်သူနောက်ကျသွားတယ်ဒဏ်ရာတွေရထားတယ်ဒါပေမဲ့သူရောက်လာခဲ့ပါတယ်လှုပ်ဝက်ချက်တစ်ခုကိုစောင့်ရှောက်ဖို့တာဝန်ပေးခံရတဲ့လက်ဖြောင့်တနတ်သမား2ယောက်ဟာနောက်ဆုံးမှာတော့ကဘာပေါ်မှာတန်ဖိုးအရှိဆုံးဖြစ်တဲ့အချစ်ကိုရှာဖွေတွေ့ရှိသွားခဲ့ကြပြီးဇလန်းဟာအဆုံးသတ်သွားခဲ့ပါတယ်